ပြောထားရနော်တခြားဟာရင်မလုံးနဲ့လို့ပြောထားရနော်ဟာဘာတွေမကောင်းတဲ့လို့ပြောထားလို့လဲပြောပြပါမကောင်းတဲ့ဥစ္စာကိုဖြတ်ခိုင်းထားတာလေဘာတွေလဲလို့မေ့သွားလို့ပြရွှေ့ပြအောင်ပြောပြဘာတွေဖြတ်ခိုင်းတာလဲဟာအခုကျမှအတိတ်မေ့သူရွှေပြတယ်လို့နဲ့ပြောပြမယ်နားထောင်ပြောပြတိမှမသိရအေးဒါဆိုလည်းငါပြောပြမယ်နားထောင်တော့ပြီးအဲ့ဒါကိုငါပြောတဲ့အတိုင်းနားထောင်နားမထောင်ရင်တော့အဲ့ထဲမှာငါပြောပြတဲ့အထဲမှာပါတယ်အဲ့တော့နားထောင်နေလိုက်တော့ဟုတ်ပါပြီပြောဘာလို့ဆုံးပြခိုင်းတာလဲပြောစမ်းပါမြန်မြန်ပြောပြโอเคဖြတ်လိုက်ပါချာကုန်ကြိုက်ဖို့ပြောပြီးတာပြတ်တော့တာဖြတ်လိုက်ပါချင်းခါတော့ပြောထားပေါင်းစင်တွေဖြတ်လိုက်ပါချင်းကုန်ခံပြီးရှောက်လို့လေမင်းကြောင့်တကယ်စိတ်ညစ်တယ်ဒီခါဆိုရင်တော့ဆုံးမယ်အားလုံးကိုပြတ်သွားအောင်မင်းဖြတ်ဒါမှမဟုတ်ရင်မင်းငါကိုဖြတ်အားလုံးကိုပြတ်သွားအောင်မင်းဖြတ်ဒါမှမဟုတ်ရင်မင်းငါကိုဖြတ်အောင်မင်းဖြတ်